င်္ဂလာပါရှင်ကျမရဲ့ YouTube channel ကလည်းမိတ်ဆွေတို့အားလုံးကိုပြန်ပြီးကြိုဆိုလိုက်ပါတယ်ကျမကတော့ Digital Business Owner နော်ဂျူဂျူဖြစ်ပါတယ်စီးပွားရေးလုပ်ချင်ကိုင်ချင်တဲ့မိတ်ဆွေများကိုလည်းကူညီလမ်းပြပေးမယ့် mentor တယောက်ဖြစ်ပါတယ်ဒီကနေ့ကျမ sharing လုပ်ပေးချင်တဲ့အကြောင်းအရာကတော့ Digital စီးပွားရေးကိုဘာကြောင့်လူတိုင်းလုပ်ကိုင်နိုင်ကြတာလဲဘာကြောင့်လူတွေကဒီစီးပွားရေးကိုတစ်နေ့တစ်နေ့ပို့ပြီးလူဦးရေတိုးပြီးလုပ်ကိုင်နေကြတာလေဒီစီးပွားရေးကအမှန်တကယ်ကိုတရားဝင်စီးပွားရေးဖြစ်တယ်။နောက်ပြီးကျမတို့ကနှစ်စဉ်နှစ်တိုင်းမိမိရရှိတဲ့ဝင်ငွေပုံမှာအစိုးရကိုအခွန်ပြန်ပြီးပေးဆောင်ရတဲ့စီးပွားရေးဖြစ်တယ်။ဒါကြောင့်ဒီစီးပွားရေးဒီတရားဝင်စီးပွားရေးဖြစ်တဲ့အတွက်ကြောင့်လူတွေစိတ်ဝင်စားတဲ့စီးပွားရေးဖြစ်ပါတယ်။နောက်ပြီးတော့ဒီစီးပွားရေးဒီစတင်ရတာလည်းလွယ်ကူတယ်၊လုပ်ကိုင်ရတာလည်းလွယ်ကူတယ်။ဒီစီးပွားရေးဒီမိသူမဆိုလုပ်ကိုင်နိုင်ဖို့ရန်အတွက်ရည်ရွယ်ထားတဲ့စီးပွားရေးဖြစ်တယ်။မိမိကဘယ်နိုင်ငံမှာနေနေ digital စီးပွားရေးကိုလုပ်ကိုင်လို့ရတယ်ဘယ်နေရာကနေမဆိုမိမိနေတဲ့နေရာမှာအင်တာနက်ရတယ်ဆိုရင်မိမိမှာရှိတဲ့ဖုန်းတို့မဟုတ် laptop နဲ့လုပ်ကိုင်လို့ရတဲ့စီးပွားရေးဖြစ်တယ်မိမိဘယ်တော့ဘယ်လာ use တောင်းသွားနိုင်တယ်လေခရီးတောင်စီးပွားရေးလို့လည်းခေါ်တယ်ဒါကြောင့်မိမိကဒီစီးပွားရေးကိုလုပ်ကိုင်တဲ့အခါမှာအခက်အခဲမရှိဘဲနဲ့လွတ်လပ်စွာနဲ့လုပ်ကိုင်လို့ရတဲ့စီးပွားရေးဖြစ်တယ်မိမိရဲ့လက်ရှိအလုပ်နဲ့လည်းတွဲဖက်လုပ်ကိုင်လို့ရတယ်မိမိဒီစီးပွားရေးဒီကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့အတွက်ကြောင့်မိမိကိုဒီစီးပွားရေးမှာထိန်းချုပ်မဲ့သူမရှိဘူးမိမိကိုလမ်းပြပေးမဲ့သူပဲရှိတယ်ဒါကြောင့်ကိုယ့်ရဲ့စီးပွားရေးကိုကိုယ်တိုင်ကအောင်မြင်အောင်တိုးတက်အောင်ကိုယ်တိုင်ကလုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်ဒီစီးပွားရေးမှာလည်းမိမိကိုယ်တိုင်ကတင်ယူလေ့လာမှုပြုလုပ်ဖို့လိုအပ်တာဖြစ်တယ်ဒါကြောင့်စီးပွားရေးလုပ်ငန်းရှင်တိုင်းအတွက်စီးပွားရေးအောင်မြင်ဖို့ရန်အတွက်ဒီပညာတွေဖူးတူတာတွေမျှဝေထားတဲ့တင်ပေးထားတဲ့ video training site ကိုမိမိကအားတဲ့အချိန်မှာအချိန်ပေးပြီးတော့လေ့လာခြင်းဖြင့်မိမိစီးပွားရေးကိုအောင်မြင်အောင်တိုးတက်အောင်လုပ်ကိုင်လို့ရတယ်။နောက်ပြီးတော့မိမိတင်ယူထားတဲ့ပညာတွေမိမိတင်ယူထားတဲ့ training video မှာရရှိတဲ့သင်ခန်းစာတွေကနေပြီးတော့မိမိကအခြားရဲ့စီးပွားရေးကိုလည်းပြန်ပြီးတော့နေချေလို့ရတာဖြစ်တယ်။ဒါကြောင့်ကိုကဘယ်နေရာမှာပဲဖြစ်လုပ်ကိုင်နေတဲ့ဒီစီးပွားရေးဒီ digital စီးပွားရေးဖြစ်တယ်။ဒါကြောင့်မိတ်ဆွေကဒီစီးပွားရေးကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်မရဲ့ website မှာနာမည်နဲ့ Gmail ကို register ဖြစ်ပြီးအခမဲ့လေ့လာဖို့ကျွန်မကအကြံပေးပါတယ်ရှင်။ဒီစီးပွားရေးဒီနိုင်ငံပေါင်း26နိုင်ငံမှာရုံးခွဲ43ခုလည်းတည်ရှိထားတာဖြစ်တယ်။မကြခင်မှာလည်းမြန်မာပြည်ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။